ညီမလျှောက်လေတော့နေလေငါညီမလေးရဘယ်ရောက်နေလဲမသိပါဘူးသူနဲ့ငါနဲ့ကစားခွင့်သွားပါမယ်ဆိုဒီမှာသွားပြောက်တည်ရဲ့ညီမလေးနေပါကြည့်နေရတော့တမီးစားစားကြီးကြည့်နေရအမကြီးငါပြပါအောင်အိုးစားကြည့်ရပဲညီမဒီနေ့ကစားခွင့်သွားကြမယ်လေသွားကြည့်မမလည်းသွားပါမယ်ဆိုရင်သွားကြည့်မအောင်ဆိုဟာဒါမဲ့ငါသွားချင်တဲ့ကစားကွင်းတစ်ခုတော့ရှိတယ်။ဘာလဲမမ။water park ကစားကွင်းလေ။ဟုတ်လားဟုတ်တယ်ဟဲ့။အဲ့ကစားကွင်းမှာပြောစရာကြီးဟဲ့။မိုက်တာပေါ့။အဲ့ water park ကစားကွင်းတမီးသွားချင်တယ်။အေးငါဟိုပန်းချံလေသွားချင်သေးတယ်။ခါဝီပန်းချံလေ။ခါဝီပန်းချံတမီးလည်းသွားချင်တယ်။အေးနင်ကောင်လုံးကသွားချင်လိုက်တော့လာသွားချက်ပဲလေ။အေးမမနေဝစားလဲအောင်ပါလား။ဒီလဲချိုးပြီးဝစားလဲလဲပြီးမမရေ။အေးငါလည်းရေချိုးပြီးဝစားလဲလဲပြီးဆိုတော့ဒီအင်းကြီးနဲ့ပဲသွားလိုက်တော့အေးပါအေးငါတို့ရှောက်လိုက်ကြမယ်လေအေးရှောက်လိုက်ကြမယ်မမရေကားနဲ့ငါတို့သွားကြမယ်အေးဟိုရှေ့ကဘာကားလဲမြန်သွားမယ်အကောင်မရလို့မီနီပြနေတယ်ရဲပန်းတော့မှာပဲငါတို့ဖြတ်ကျော်သွားရင်ဟုတ်တယ်မမရဲ့မီးစိမ့်ပြအောင်လည်းငါစောင့်ရမယ်ကြားလိုက်တာဟဲ့ရပြီသွားတယ်ငါတို့လေဟိုကူကြီးထဲမှာတရေရှိတယ်တဲ့ဟုတ်လားမမလည်းဟုတ်တယ်ငါYouTubeမှာတေချာရှာပြီးသွားပြီဒါဆိုလည်းပဲမြန်မောင်းလေမမဒီနေရာကြီးကိုပေါင်းလာတာဟုတ်အေးပါငါစတော့ဆိုင်ကိုသွားမလို့လေဟိုစာ cherry ခက်စာတောက်ဆိုင်လေဟုတ်လားအဲ့ဆိုင်တမီးလေးကြိုက်တယ်တော့သွားကြမယ်လေအေးသွားမယ်သူကဒီဘက်ကနေကိုယ်ကောက်ပြီးတော့သွားရတာဟဲ့ဒီနေ့တော့ပြီးတယ်ဟုတ်လားရောက်ခဲ့နေနေထင်တယ်နော်မမအေးရောက်ခဲ့နေပါ ਈ ဒါကြတော့ကြောင်းထားရတဲ့အဆောင်လေဟုတ်တယ်ရောက်တော့မှာပါညီမလေးရဲ့ဟုတ်ကဲ့ပါမမရဲ့တပီးစိတ်ရှည်လက်ရှည်စွာနဲ့စောင့်လိုက်ပါမယ်ဒီအဲ့လိုမှငါညမပေါ့ဒီဘက်ကနေသွားမယ်ရောက်တော့မယ်ဟိုနေရာမှာရောက်ခဲ့နေပါပြီဟဲ့ရောက်တော့မယ်တိပါတယ်မမရဲ့ရောက်ပြီဟုတ်ကဲ့မမအဝေးတော့မသွားလိုက်ရအောင်နော်ဟုတ်တယ်ညီမလေးရဲ့ရောက်ပါပြီလာတော့ကြမယ်လာညီမလေးရဲ့ဟုတ်ကဲ့မမဒီ cherry cake ဟာတောက်စားအရင်ကောင်းတာလေငါတို့စားကြမယ်ဟုတ်ကဲ့မမငါတော့ရောက်ဆိုချင်မလေးပဲစားလိုက်တော့အဲ့ဒါလေးကကောင်းတဲ့တော့မမဟုတ်တယ်ဟဲ့စားလို့ကောင်းလိုက်တာဟဲ့ဒါပြည့်စက်တင်နဲ့ငါနဲ့ဟိုစားပါတော့water park ကစားခွင့်ကိုသွားပါတော့ဟုတ်တယ်ညီမရေလာသွားကြမယ်အမမကုန်းသေးတာညီမလေးမလာသေးဘူးလားရှောက်ပြီမမရေအေးပါတော့ကြပဲလားဆိုရင်cherry ခက်စားတော့ဆိုင်ပါလေစားပြီးသွားပြီဆိုတော့ငါတို့ဟိုသွားမှာပါလေ water park စားခွင့်လေအဲ့မှာဆိုကလေးလေဆော့ရဲမရဟုတ်လားမိုက်တယ်စိုက်ထိုးတော့ပဲတော်ဒီကတော့မတိုက်မိသေးလို့မိုက်ဖြည်းပေါက်ပါပြပါဟဲ့ဖြည်းပေါက်နေရပဲတော်ပြီဒီတိုင်းပဲပေါက်တော့ညီမရက်ပဲโอเคရမလားโอเคမမလာစီညီမလေးရဲ့ဟုတ်ကဲ့ပါဒီကစားခွင့်ကနေရွှေလိုက်တဲ့ကစားခွင့်အရလာပဲချဲစာဝတ်တာကစားခွင့်လေဟုတ်တယ်မမရဲ့ဟူလာတဲ့ငေါ့လိုက်ငါဒီထဲမှာငါဝင်ပြေးပဲမမလည်းအကြည့်ဖြစ်ပြီးတော့တပြည့်မပေါက်လိုက်ကပါလေနိုးပါပဲနင်ငေါ့လိုက်
ဘာညမပဲနားမပြောက်ချင်နေကြလဲမသိအိုင်ညံတော့ပဲတရေခေါင်းတော့ကိုလိုက်နေပါပြီပြောပတ်စံဟာအေးဒါဘစုပြငါပတ်စံပဲဒီကနေပြေးမယ်你ငါ့ကိုမအောင်လိုက်စားပါနေမရဲ့တပည့်လိုက်နေပါတယ်အမအရန်ပြေးလို့နေအေးဟုတ်တယ်ငါပြေးတယ်နေလေငါပြေးရဝပါချန်ပီယံရသွားတာအိုးနေငါနဲ့ကိုတော့မလိုက်နိုင်သေးရဲ့နော်ဟဲ့လိုက်နိုင်တာပေါ့ချွန်းချွန်းကြက်စီကြမယ်ကျဲနဲ့တော့အာလှလိုက်တာစီးရကောင်းတယ်နော်ကောင်းတာပေါ့မမရဲ့လာကစီးချင်တာကိုနေစီးနေလိုက်လေစီးဘလို့လို့ရတော့ပါတော့မမလည်းဟာဒီဘက်ကဒီရှော့စီးပဲโอ้ဟဲ့နေပိတ်နေရလားဟုတ်တယ်ဟုတ်နေမှာကစားကြရဲ့ဟဲ့ကစားမယ်မမရဲ့အိုးနေမရင်ငါလည်းဒီမှာတလဲပေးကိုငါတို့လောက်တဲ့ရုပ်ချက်ခိုင်းနေနော်ဟုတ်တယ်တလဲပုတ်တယ်မှာကစားနေလိုက်တော့ပဲအိုးဒါငါရုပ်ကြီးဟာလက်တော့ပဲဒါတော့ကစားဆရာရုပ်လို့ပဲတက်လိုက်ပါတော့ပဲဟာဘောကနိုင်ကစားလို့ရတယ်ဟာအဲ့လက်တလဲပေးကိုဟာဟေးနေရှိပြန်လိုက်ခဲ့တော်ပြီလက်တလဲပေးကုန်ပြီငါမစောချင်တော့တိလားအေးတိပါရဲ့မရဲ့ဒါနေငါနောက်ကိုလိုက်ခဲ့တော့ငါပြန်ကြမယ်လေပြန်စီရည်မစောတော့လေငါတို့ဟိုဘက်ကချားရထားတော့စီးကြမယ်လေမစီးချင်ပါဘူးမဟုတ်သွားစားဖို့ပဲကောက်တယ်လားမဟုတ်သွားစားပြီပြီးတော့သွားစားကြတယ်လေငါလည်းမဟုတ်စားအစ်စ်ပြန်ဟိုက်ကအိုးတော်ရဘောငါကားတော့စုပ်ပါပြီရှာပြီလားအမေဒီညပွဲရဆိုမိုက်တယ်ဟဲ့ဟုတ်လားမမရဲ့အေးဟုတ်တယ်လေပွဲတော့ရတာပြောတာနော်လူတွေလည်းမရှိဘူးဟုတ်တာပဲအေးမလျှောက်စားကြမယ်အိုးရေခဲမတော့ဝယ်စားကြမယ်ညီမလေးတိလားအေးတော့ဝယ်စားမယ်ရေခဲမဝယ်စားလားအိုးစားလို့ကောင်းလိုက်တာဒါစတော်ဘယ်ရီလေးရေခဲမတပီရောပဲမမရေဒီစားလို့ကောင်းတယ်ငါတော့ကုန်သွားပြီမင်းလည်းကုန်သွားပြီဒီစားရလူကဘယ်ရောက်သွားလဲမသိပွဲတော့ရဆိုတာအလုံးလုံးထင်လားမသိဒါပန်းပြီးတော့ထိုးပဲနေမှာဒီကဒါကပါလေဒါကြာစံကျော်စားချင်တယ်တော်တယ်အမကြာစံကျော်နှစ်ပွဲလားဟုတ်အဲကြာစံကျော်ဈေးကြီးတယ်400တောင်မှဟဲ့ဟုတ်လားမမအေးဈေးကတော့ကြီးပဲငါတော့ကုန်သွားပြီဒါလည်းကုန်သွားပြီလာလိုက်တာတော့ဟုတ်ဒီအမဆိုင်ရှိပါရောက်တရားဟုတ်အတိတ်ညီမလေးတို့ရိလာအပယောအကင်စားမယ်အကင်တော့လေကြက်ပါကင်ပဲနှစ်ကင်ဝယ်လိုက်တယ်300လောက်ပါဟဲ့ရော့ဟုတ်လားအေးစားကလိုက်တာဒါတော့ညီမနဲ့အမလျှောက်လေတော့နေလေးပြီးပါပြီ